West 2ကြိုက်တဲ့လူတွေရှိလားဗျဒီနေ့ကတော့နေတာက West 2ဟင်းနဲ့ထမင်းကိုအားရပါရစပါမယ်ဒါကတော့ West 2ဟင်းမှာဒါကတော့ coffee ကြော်ပါဒါကတော့အချင်မှာဒါထမင်းကို West 2ရေလေးစမ်းထားတာပါနော်ရွှဲရွှဲလေးအဲ့ဒါလေးကို coffee ကြော်လေးနဲ့ပုံပြီးတော့အားရပါဆွဲပါမယ်ဒါကချိုးနေအောင်ရှယ်ပါဘတ်စတူးဆိုရင်အရန်နူးပြင်းနေတာကြီးသိမကြိုက်ဘူးအဲ့လိုနေတော်လေးပဲစားကောင်းတယ်အရန်နူးနေကြတော့လဲစားလို့သိမကောင်းဘူးအခါကအရင်စားလို့ကောင်းကော်ဖီကြော်လေးကြော်ထားစိတ်နေလုံးဝတော့ကောင်းဝတ်သားဘယ်လောက်စားလို့ကောင်းလဲဆိုတော့နှစ်တော်လောက်စားရင်တော်တော်လေးအီသွားရပါတော့ကဲအခုကတော့စားလို့လည်းဝါပြီဆိုတော့ဒီနေ့ဗီဒီယိုလေးကိုဒီမှာပဲဆုံးသက်ချင်ပါတယ်ကျွန်တော်တို့နောက်နေ့မှာပြန်ပြီးတော့တွေ့ကြရအောင်